လမ်းမြောက်တယ်လို့လူတိုင်းပြောကြ။နောက်ပြီးတော့ခင်ဗျားတို့လမ်းရှာပေးနေတဲ့နေလမ်းတွေဒီစနစ်တွေအများကြီးရှိတယ်။ခင်ဗျားတို့ကအဲ့ဒီနေလမ်းတွေကိုလိုက်နိုင်ကြတယ်။နောက်ပြီးတော့ဘာဖြစ်လဲဆိုတော့လမ်းစစ်ပြောင်းနေကြ။ဒါပေမဲ့ကျွန်တော်ကတော့ဒီ3မိနစ်ဗီဒီယိုတစ်ပုဒ်ထဲနဲ့ခင်ဗျားတို့နောက်ထပ်လမ်းမပြောင်းဖို့အတွက်ကူညီပေးမယ်။ကျွန်တော်ကတော့ crap ပါပဲ။လူငယ်တွေလမ်းပြောင်းတယ်ဆိုတာတကယ်တော့မဟုတ်ဘူး။တကယ်တော့မလိုအပ်တဲ့အတွေ့အကြုံနဲ့ကိုယ်ရှုပ်ထွေးအောင်လုပ်နေတာပြောရမယ်ဆိုရင်တခုလုံးနေနေအလုံးမဖြစ်တာဖြစ်ဖြစ်ဒါမှမဟုတ်ရင်အစင်မပြေတာပဲဖြစ်ဖြစ်တန်တာတခုဖြစ်လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဘာမှလုံးချင်မရှိတဲ့အခြေအနေမျိုးမှာဖြစ်ဖြစ်အများစုကအဲ့လိုအခြေအနေမျိုးတွေကိုပုံရင်းချဲ့ပြီးတော့ငါလမ်းပြောင်းနေပြီငါလုံးနေတာကြီးမှားနေပြီအဲ့အမျိုးကိုယ်တွေးတွေကိုဒါချိုးထွေးအောင်ပြင်တွေးလိုက်တာပဲအခု9စက္ကန့်အချိန်ပေးမယ်ငါလမ်းပြောင်းတဲ့အချိန်ဒီမှာငါရဲ့အတွေးတွေကဘယ်လိုဖြစ်နေလဲဆိုတော့အရင်တွေးကြည့်လိုက် Okay 5 4 3 2 1ခင်ဗျားအတွေ့တွေကိုရှုပ်ထွေးအောင်တွေးနေလို့မို့လား Okay အဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်ပြပြပေးမယ်ပထမဆုံးကကိုယ့်ကိုရိုးရှင်းရှင်းမြင်လိုက်နောက်ပြီးတော့ရိုးရှင်းရှင်းပဲတွေးလိုက်ငါဘယ်လိုလူမျိုးဖြစ်ချင်တာလဲလို့ပေါ့အဲ့ဒီအတွက်ငါဘာစကားကြီးဖြည့်ရမလဲပြီးတော့အဲ့ဒီစကားတွေကိုဖြည့်ဖို့အတွက်အခုဘာလုပ်လို့ရလဲအဲ့မျိုးတွေးပြီးတော့ပြီးရင်အခုလုပ်လို့ရတဲ့အလုပ်ကိုတွားလုပ်ကြည့်လိုက်အဲ့ဆိုပြီးပြီလုပ်ရရှိသွားပြီလမ်းမရောက်တော့ရိုးရိုးရှင်းရှင်းလေးပဲဒါပေမဲ့ကျွန်တော်ထင်တယ်ခင်ဗျားတို့ကတခါတလေလမ်းပြောက်တယ်ဆိုတာလုံးเสียမရှိလို့မဟုတ်လုံးเสียတွေများနေတာလဲရှင်းကောင်းဖြစ်နိုင်အဲ့လိုအချိန်မျိုးမှာကိုယ့်အတွက်တကယ်အသုံးဝင်မဲ့လုံးเสียဘာလဲဆိုတာကိုစဉ်းစားကြည့်လိုက်ပြီးရင်စပြီးတော့လုပ်ကြည့်လိုက်ရိုးရိုးရှင်းရှင်းလေးပဲတခါတလေမှာလုံးเสียများနေတယ်ဒါပေမဲ့ဘယ်လောက်ကကိုယ့်အတွက်အသုံးဝင်တာလဲအသုံးဝင်တာလဲမတည်ဘူးဆိုရင်โอเคရတယ်အခုငါလုပ်လို့ရတဲ့အလုပ်ကဘာလဲလို့အရင်တွေးကြည့်လိုက်ပြီးရင်လုပ်ကြည့်လိုက်ရိုးရိုးရှင်းရှင်းလေးပဲโอเคကျွန်တော်ပြောတာကိုကောင်းတော့ချုပ်မသွားနေအောင်ကျွန်တော်ပြောချင်တဲ့ဒီ goal mindset ကရိုးရှင်းလေးတွေးပြီးတော့လုပ်ဖို့ပဲအများကြီးချိုးချစ်ခံနေအောင်တွေးကြရမလို့ရိုးရှင်းလေးပဲတွေးပြီးတော့ရိုးရှင်းလေးပဲလုပ်ဆရာရှိတာကိုလုပ်ကြည့်လိုက်ပြောရမယ်ဆိုရင်ကျွန်တော်တို့လမ်းပြောက်နေရတဲ့အဓိကပြဿနာအများစုကကျွန်တော်တို့အတွေးတွေကိုချိုးထွေးအောင်အများကြီးတွေးနေလို့ပဲတကယ်လို့အတွေးတွေကိုရိုးရှင်းလေးသာတွေးလိုက်မယ်ဆိုရင်ကျွန်တော်တို့လမ်းပြောက်ထားတွေနောက်ပြီးကျွန်တော်တို့အနေနဲ့စိတ်ညစ်ထားတွေစိတ်ဖြီးပြီးတာတွေ80%လောက်ကိုပြောကြသွားလိမ့်မယ်နောက်ပြီးတော့100%နီးပါးလောက်ရှင်းလင်းတဲ့ဆုံးဖြတ်ချက်တွေလုပ်ဆရာတွေကိုလုပ်နိုင်လာဖို့အတွက်ကူညီပေးလိမ့်မယ်နောက်ပြီးတော့ဘာပြဿနာပဲဖြစ်ဖြစ်ဘာလုပ်ဆရာပဲရှိအများကြီးတွေးနေမယ့်အစားရိုးရိုးရှင်းရှင်းတွေးပြီးတော့ရိုးရှင်းလုပ်ပေးလိုက်တန်းတာတခုဆိုရင်လည်းရိုးရှင်းလေးတွေးပြီးတော့ရိုးရှင်းလေးအဖြေထုတ်ကြည့်လိုက်အဖြေဆိုတာတန်းစီထွက်လာလိမ့်မယ်ဘယ်လိုလေးကျင်မလဲအဲ့ဒါကိုဘယ်လိုလုပ်ရမလဲအဲ့ဒါတော့ရှင်းပါတယ်မိကုန်းနေမများပါနဲ့ကိုယ့်အတွက်အရှင်းလင်းဆုံးကဘာလဲဆိုတာကိုယ့်ကိုအမြဲတမ်းပြန်ပြီးတော့မေးပါတေးသေးလေးကစပြီးတော့အယိုးရှင်းဆုံးတွေးကြည့်လိုက်ပါခင်ဗျာအဲ့ဒါမျိုးရိုးရှင်းရှင်းအရာတိုင်းကိုတွေးလိုက်တာတစ်ပြိုင်တည်းကျွန်တော်အာမခံရတာတခုကခင်ဗျာလမ်းပြောက်ဖို့တော့ခက်ခဲသွားလိမ့်မယ်ဆိုတော့ကနောက်ထပ်ဒီလိုမျိုး sit improvement video တွေနဲ့ဒါ AI နဲ့ပတ်သက်ပြီးတော့ဘလို့ကောင်းကောင်းအသုံးချမလဲသိကျင်တဲ့လူတစ်ယောက်ဆိုရင်ကျွန်တော်ရဲ့ channel ဒါမှမဟုတ်ကျွန်တော်ရဲ့ဒီ Facebook page ကခင်ဗျားလူအတွက်ပါဒါကြောင့်စိတ်ဝင်စားရင် like and follow ဒါမှမဟုတ် like and subscribe လုပ်ခဲ့လို့ရပါတယ်နောက်ဆုံးအနေနဲ့ခင်ဗျားဘာကြောင့်အရင်ကလမ်းပြောက်ခဲ့လဲဆိုတော့ comment မှာရေးသွားလို့ရပါတယ်ပြောရင် set reflection တခုအနေနဲ့ပေါ့ okay နောက်ဗီဒီယိုမှာဆုံးကြမယ်ဒီနေ့ကတော့ဒီလောက်ပါ